ပင်လယ်ပြင်ရဲ့လိုင်းတဘိုးတွေကိုအကြိမ်ကြိမ်အောင်နိုင်ခဲ့တဲ့ငါးဖမ်းဘရင်အဖေအိုကြီးဟာခန့်ညားထဲဝါလာတဲ့ငါးဖမ်းသင်္ဘောကြီးနဲ့အတူစိတ်ကမ်းကိုပြန်လဲဆက်ရောက်လို့လာခဲ့ပါပြီ။သင်္ဘောပေါ်မှာတော့အဖေအိုကြီးနဲ့အတူအလုပ်ကြိုးစားကြတဲ့ရေလုံသားငယ်ပေါင်းတွေနဲ့ဘေးနားကလူငယ်လေးဟာအောင်ပွဲခံအပြုံးတွေနဲ့ပြည့်နေကြတာပါ။စိတ်ကမ်းမှာစောင့်ကြိုနေတဲ့ကုမ္ပဏီရဲ့ဥက္ကဋ္ဌချမ်းကိုမြင်တာနဲ့အဖေအိုကြီးကလမ်းပြီးဝမ်းသာအားရအော်ဟစ်နှုတ်ဆက်လိုက်ပါတယ်။မစ္စချမ်းမြန်မြန်တက်လာခဲ့ပါခင်ဗျားကိုအံ့ဩမြင်တက်သွားစေမယ့်အရာတွေပြစရာရှိတဲ့ဥက္ကဋ္ဌအမျိုးသမီးဟာကန့်ကက်လာတဲ့သင်္ဘောပေါ်ကိုစိတ်လှုပ်ရှားစွာနဲ့တက်လန်းလာခဲ့ပါတယ်။အဖေအိုကြီးကသူမကိုသင်္ဘောပေါ်ကတီးတက်အေးခံငါးကန်စီခေါ်ဆောင်သွားပြီးကန်ဖုံးကိုဖွင့်ပြလိုက်တဲ့အခါမှာတော့ဥက္ကဋ္ဌချမ်းဟာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ပါဇက်အပြင်မကပဲအံ့ဩလွန်းလို့အော်မီမတက်ဖြစ်သွားခဲ့ရပါတယ်။အဲ့ဒီကန်ထဲမှာတော့တကဘာလုံးကအသေးတန်လိုက်ရှာနေကြရတဲ့ရှားပါပြီးတံမိုးကြီးလာတဲ့တဘာဝကြောင့်ငါးတွေအပြည့်ဖြစ်နေလို့ပါပဲအဖေအိုကြီးဟာဂုံယူဝင်းကြွားတဲ့အပြုံးတွေနဲ့အတူသူ့ရဲ့မယုံကြည်နိုင်စရာကောင်းလာတဲ့ဖန်စီရမိမှုတွေကိုတစ်ခုချင်းစီရှင်းပြပါတော့တယ်ဟာဒီဘက်ကတိုက်ရိုက်ထိမ့်သိမ်းထားတဲ့ကန်ထဲမှာဆိုရင်ပေါင်ချိန်ထောင်ချီရှိတဲ့ပန်ကနန်းနီတွေရှိတယ်ပြီးတော့ဟိုဘက်ကကန်ထဲမှာလည်းပေါင်တစ်ထောင်ကျော်ကျော်ရှိတဲ့ကင်းပစွန်လော်စတာပြည့်ပဲကျန်တဲ့ပင်လယ်စာစုံလင်းကိုတော့တင်မောဥပိုင်းကကန်တွေထဲမှာထည့်ထားတဲ့အကုန်လုံးအသက်ရှင်နေတော့မဲ့မှုလက်ဆက်မှုကတော့အာမခံတဲ့ဒီစကားကိုကြားရတဲ့ဥက္ကဋ္ဌဟာအဖေအိုကြီးရဲ့အရေးချင်းကိုအလွန်သဘောကျသွားပြီးကြီးကျူးစကားဆိုပါတော့တယ်အကိုကြီးဟာရှင်တော်လုံးပါတယ်ဒါကြောင့်လည်းအားလုံးကရှင့်ကိုငါးဖမ်းဘရင်လို့ခေါ်ကြတာကိုမကြခင်မှာပဲစိတ်ကန်းတစ်ခုလုံးငါးဖမ်းဘရင်ဖမ်းလာတဲ့တံမိုးကြီးပင်လယ်စာတွေကိုကားပေါ်တင်ဖို့အလုပ်ရှုပ်သွားကြပါတယ်တစ်တာအလုံးပေါင်းများစွာကိုစနစ်တကျတည်ယူနေကြတာကိုဘေးကနေကြည့်နေရတဲ့လူတွေကတော့တဘာဝကြောင်ကားတွေရားပစုံတကားတွေတန်ကနန်းနီတွေအကုန်လုံးကထိတ်တန့်အစစ်မြင့်ပင်လယ်စာတွေကြီးပဲသူတို့တစ်တာအလုံးပေါင်းရာနဲ့ချီတည်နေကြတာအနည်းဆုံးပေါင်ချိန်ထောင်နဲ့ချီရှိမှာပဲဒီတစ်ခါတော့သူအကြီးကျယ်ကိုချမ်းသာသွားပြီးကန်ထူးသွားပြီးဟေးလို့ကြီးကျူးပြောဆိုကြပါတယ်ပင်လယ်ပြင်ကပြန်လာတဲ့ငါးဖမ်းဘရင်ကြီးဟာသူ့ရဲ့အဖွဲ့သားတွေနဲ့အတူစပွဲဝိုင်းမှာထိုင်နေရင်အားလုံးကိုအံ့အားသင့်စေမဲ့သတင်းစကားတစ်ခုစပြောလိုက်ပါပြီအသုံးစရိတ်တွေအကုန်ဖယ်ပြီးလာတော့ဒီတစ်ခေါက်ခရီးစဉ်ကနေရွှမ်းငွေနှစ်တန်းတီတီအမျက်ထွက်ခဲ့တယ်ဗျာဒီစကားကိုကြားလိုက်ရတဲ့ဝိုင်းထဲကလူငယ်လေးနဲ့အဖွဲ့သားတွေအားလုံးဟာပါဇက်အဟောင်းသားနဲ့စုံကုန်ကြရရှာပါတယ်ငါးဖမ်းဘရင်ကြီးကတော့စကားတင်ပြောတာမဟုတ်ပဲဗန်ကက်တွေကိုပါထုတ်ပြီးစပွဲပေါ်တင်ပေးလိုက်ပါတယ်လူငယ်လေးရဲ့အရင်နီးရွှမ်းငွေ9သိန်းကိုအရင်ဆုံးပြန်ပေးတဲ့အခါလူငယ်လေးကအားနာပြီးမယူချင်သေးကြောင်းညှင်းဆိုရှာပါတယ်ဒါပေမဲ့ကိုကတော့မင်းကမလောပေမဲ့ငါကတော့မင်းကိုမိမမြန်မြန်ပေးစားခြင်းလို့လောနေပြီလို့ရေမောပြီးပြောလိုက်ပါသေးတယ်။အဲ့ဒီနောက်မှာတော့အခက်ခဲကြားကနေစုပေါင်းဆက်ပေါင်းပြီးစိုက်ထုတ်ပေးခဲ့ကြတဲ့ကျန်တဲ့အဖွဲ့သားတွေရဲ့အရင်နီးရွံ3သိန်းကိုလည်းတခါတည်းပြန်လဲပေးအပ်လိုက်ပြီးကျွေးမြန်မြန်ဆက်ဖို့တိုက်တွန်းလိုက်ပါတော့တယ်။အခုဆိုရင်အရင်တွေလည်းပြန်ဆက်ပြီးပြီဆိုတော့ရရှိလာတဲ့အမျက်ငွေတွေကိုခွဲဝေဖို့အချိန်ရောက်လာခဲ့ပါပြီ။ငါးဖမ်းဘရင်ကြီးကလုပ်ငန်းသဘောအရရှင်းရှင်းလင်းလင်းခွဲဝေကြတာပေါ့ဆိုပြီးအမျက်ငွေထက်ဝက်ကိုသူယူကကျန်တဲ့ရွံတန်းကိုတော့အဖွဲ့သား9ယောက်ကိုတယောက်3သိန်းခွဲစီညီတူညီမျှခွဲပေးလိုက်ပါတယ်။အဖွဲ့သားတွေကလှေကိုလည်းအကိုကြီးပဲဝယ်တာ9အုပ်စုကိုလည်းသူပဲရှာတာမို့သူတို့ကလုံအားပဲစိုက်ထုတ်ရုံနဲ့ဒီလောက်များကြီးမယူဝန်းပါဘူးလို့ညင်းကြတာပေါ့ဒါပေမဲ့ငါးဖမ်းဘရင်ကြီးကတော့မယူရင်လူငယ်လေးကိုအကုန်ပေးလိုက်မှာနော်လို့ရေမောပြီးခက်ပြက်ပြက်ပြောလိုက်တာမို့အားလုံးပဲပျော်ပျော်ရွှင်ရွှင်နဲ့သဘောတူလက်ခံလိုက်ကြပါတော့တယ်တစ်ဖက်မှာတော့ကန်းကြီးကစိတ်ကန်းတစ်ခုစီမှာဘဝပြက်နေတဲ့ဂျေဆင်တို့3ယောက်ဟာရောက်လာပြီးတထေးတစ်ယောက်ကို Secrets ကိုမိညှိပေးတဲ့အခါထိုလူကငါ့ကိုလာရှာတာကိစ္စရှိလို့လားလို့မေးလိုက်ပါတယ်တားဖြစ်သူကသူ့ဖေစီကနေလှေဟောင်းကိုဘလောက်နဲ့ပြန်ဝဲသွားလဲလို့လာစုံစမ်းတာဖြစ်ပြီးကန်းကြီးကတထေးကတော့ရွှမ်း3သိန်းအောက်နဲ့အပေါ်စားပြန်ဝယ်လိုက်တာလို့ပြောပြလိုက်ပါတယ်။အဲ့ဒီနောက်မင်းတို့မသိဘူးလားမင်းတို့အဖေကအခုရွှမ်း3တန်းတန်တဲ့တင်မောကြီးတစ်စီးကိုပြောင်းလဲဝယ်ယူလိုက်ပြီးလေတာလို့မမျှော်လင့်ပဲဖွင့်ဟပြောကြားလိုက်ပါတော့တယ်။ရွှမ်း3တန်းဆိုတဲ့ပမာဏကိုကြားလိုက်ရတဲ့သားနဲ့ချွေမဖြစ်သူတို့ဟာမျက်လုံးအစုံပြုကျသွားကြရပါတယ်။စိတ်ကန်းကသူထေးကလက်ညှိုးထိုးပြလိုက်တဲ့ပင်လယ်ပြင်ထဲကဖြူဖွေးပြီးခန့်ညားလာတဲ့တင်မောကြီးကိုကြည့်ပြီးသူတို့ဇနီးမောင်နှံတုံလောက်သွားကြတာပေါ့။အဲ့ဒီတထေးကဆက်ပြီးမင်းတို့အဖေကတကယ်ကိုအစွမ်းထက်တဲ့လူပဲတင်မောတင်တဲ့ပထမဆုံးအကြိမ်ပင်လယ်ထွက်တာတင်ရွှမ်းနှစ်တန်းတောင်မြတ်တာပြတစ်နှစ်ဆိုရင်ကုတေကြီးချမ်းသာမဲ့တထေးကြီးဖြစ်တော့မှလို့ပြောလိုက်တဲ့အခါလောဘဇောတက်လာတဲ့ချွေးမဖြစ်သူဟာ9ယောက်ခမကမကြခင်မီလီယံနာတထေးကြီးဖြစ်တော့မှငါတို့တော့ချမ်းသာပြီးဟဲ့ဆိုပြီးပတ်စံမျက်နှာသာမြင်တတ်တဲ့အထိအချက်မရှိစွာအော်ဟစ်လိုက်ပါတယ်